ချင်းရင်လေအချစ်ချင်းအစ်စ်တွေဆိုရင်တငယ်ချင်းတွေရဲ့ feeling ကိုကျွန်မ copy ယူပြီးရေးရဆိုတော့ကျွန်မတကယ်အသေးခွဲလားဆိုတော့ကွဲပါတယ်ဒါပေမဲ့သူများ feeling ကိုငှားပြီးခွဲရတယ်ပုံများပါတယ်ဆိုတော့အဲ့တငယ်ချင်းဒီမှာအရှိမရှိနေပါတယ်ဆိုတော့သူ့ရဲ့အသေးခွဲစလန်ကိုကျွန်မတချင်းလုံးလိုက်တာအဲ့တချင်းလေးကပြန်လာခဲ့လို့မြင်ရပါတယ်အားလုံးပဲနားဆင်ပေးကြပါလွန်တဲ့ပေါင်းတဲ့များဆုံးလေOh you almost got it ပြောရင်မင်းကြောင့်မြင်ပါတယ်အားလုံးရကြတော့ပဲငါကောင်းတဲ့မင်းကြောင့်မဝင်လာခဲ့ကောင်းမယ်မင်းနဲ့မတွေ့ဖြစ်ခဲ့ရင်တော့ကွယ်ငါလုံးသားကောင်းနိုင်ရှိနေမယ်ဒီဘာကြောင့်ဝေးကလေးအမမောရခဲ့ပါမင်းရဲ့ဘောပါပဲငါတတိမရတဲ့ရင်ကောင်းမယ်ငါစိတ်မညစ်တဲ့ရင်ပိုကောင်းမယ်ငါချစ်သူ